မင်္ဂလာပါ Core Discussion ကနေကြိုဆိုလိုက်ပါတယ်2026ခုနှစ်ဇန်နဝါရီလရဲ့အပြောင်းအရွှေ့ဈေးကွက်သုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Premier League ရဲ့ PR တွေနဲ့အပြောင်းအရွှေ့ဈေးကွက်နောက်ွယ်ကလှုပ်ဝက်ချက်တွေကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်အခြေအနေကိုအရင်သုံးသက်ကြည့်အောင်လက်ရှိမှာ Arsenal အသင်းဟာခုနမက်အတားနဲ့အမှတ်ပေးစရာကိုဦးဆောင်နေပြီးအသင်းရဲ့စီးလုံးမှု Unity Metric က 68% အထိရှိနေပါတယ်စန့်ကျင်ဘက်အနေနဲ့ကတော့ Man City ဟာအဆင့်3နေရာမှာစိုးရိမ်ပွဲရောက်ရှိနေပြီး PR Pressure Index ဟာ 85% ကျော်နေပါပြီဒီလိုအရေးကြီးချိန်မျိုးမှာငွေကြေးသုံးစွဲမှုတွေမြင့်တက်လာလိမ့်ရှိပါတယ် DPR တွေကပထမဆုံးလှုပ်ရှားမှုကိုချက်စေခဲ့ပါတယ် Man City အသင်းဟာဘုံမောက်တောင်ပန်ကစားသမား Antoine Semenyo ကိုပေါင်62.5 တန်းနဲ့ခေါ်ယူလိုက်ကြောင်းကြေညာခဲ့ပါတယ် Man City ဟာဘာကြောင့်ဒီကစားသမားအတွက်ဒီလောက်ငွေအများသုံးစွဲခဲ့ရတာလဲဆိုတာစိတ်ဝင်စားစရာပါဘောလုံးဈေးကွက်ဆိုတာဒိုမီနိုအကျိုးသက်ရောက်မှုရှိပါတယ်ဥပမာ Tottenham Hotspur ကကိုနာဂါလေဂါကိုပေါင်34.6 တန်းနဲ့ခေါ်ယူလိုက်တဲ့အခါအဲ့ဒီရရှိလာတဲ့ငွေနဲ့ Crystal Palace က Brennan Johnson ကိုပေါင်35 တန်းပေးပြီးပြန်လည်အားဖြည့်ခဲ့ပါတယ်ဒါဟာကလပ်အသင်းတွေကြားလဲပတ်နေတဲ့ငွေကြေးစီးဆင်းမှုတန်ရပါပဲဒါပေမဲ့ဈေးကွက်ထဲမှာဈေးကြီးပေးရတာကြီးမဟုတ်ပါဘူး Man City က Crystal Palace ခံစစ်မှု Mark Guehi ကိုပေါင်တန်း20ထဲနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်အကြောင်းရင်းကတော့သူ့ရဲ့စာချုပ်တက်ကန်ကုံဆုံးတော့မှထင်လို့ဈေးနှုန်းကျဆင်းသွားခြင်း contract expiry ဖြစ်ပါတယ်ဒါဟာတန်ဖိုးနဲ့ရောင်းချမှုလားဒါမှမဟုတ်စွန့်စားမှုလားဆိုတာစောင့်ကြည့်ရမှာပါဒီဈေးနှုန်းတွေကိုဘယ်လိုသတ်မှတ်ကြသလဲအခုခေတ်မှာတော့ကလပ်အသင်းတွေဟာ AI နည်းပညာသုံးပြီးသိပ္ပံနည်းကျတွက်ချက်လာကြပါပြီHSE University ရဲ့သူတေသနာစာတမ်းဒီလိုမျိုးအချက်လက်တွေအပေါ်အခြေခံပြီးကစားသမားတန်ကြီးကိုခန့်မှန်းကြလာဖြစ်ပါတယ်။အရင်ကလိုဂိုးသွင်းတာတစ်ခုတည်းကိုကြည့်တာမဟုတ်တော့ပါဘူး။ပိုင်ဆိုင်မှုကွင်းဆိုင်လို့ခေါ်တဲ့ဘောလုံးပေးပုတ်မှုစွဲပြေးမှုစတဲ့တိုက်စစ်ဆဲမှုလမ်းကြောင်းတစ်ခုလုံးရဲ့တန်ဖိုးကိုတွက်ချက်ပါတယ်။ဒီလှုပ်ရှားမှုတွေကဂိုးသွင်းယူနိုင်စွမ်းကိုဘလောက်မြင့်တင်ပေးတယ်လဲဆိုတာအဓိကကျပါတယ်။ဒါကတော့ XG တော်လန်ရေးပါ။ကန်သွင်းလိုက်တဲ့ဒေါင်းတီတာနဲ့ဂိုးပေါင်းနဲ့အကွာအဝေးဒီရိုကိုတွက်ချက်ပြီးဒီအနေအထားကနေဂိုးဝင်နိုင်ရေးဘယ်လောက်ရှိလဲဆိုတာတိတိကျကျတွက်ချက်လာနိုင်ပါပြီ။နောက်ဆုံးမှာတော့ဒီအချက်လက်တွေအားလုံးကို Cat Boost Regressor လို့မျိုး AI model နဲ့ထည့်သွင်းလိုက်ပါတယ်။ကစားသမားရဲ့စွမ်းဆောင်ရည်အသက်အရွယ်လက်ကျန်စာချုပ်တက်တန်းနဲ့ကွင်းအတွင်းနေရာယူမှုဒီအချက်တွေပေါင်းစပ်လိုက်တဲ့အခါတိကျတဲ့အပြောင်းအရွှေ့တန်းကြီး transfer value ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီ model ကိုသုံးပြီး Arsenal ရဲ့ပြစ်မှန် Julian Alvarez ကိုလေ့လာကြည့်အောင်သူ့ရဲ့ခက်မိုင်းကြီးတန်ဖိုးကယူရိုတန်း100ရှိပါတယ်85ပွဲမှာ40ကိုတွင်ထားပြီးစာချုပ်တက်တန်း4နှစ်ခွဲကျန်နေသေးတာကြောင့်ဈေးကြီးပင်ပဲအလိုတန်ဖိုးရှိတဲ့ကစားသမားဖြစ်နေပါတယ်လီဗာပူးလ်ကစိတ်ဝင်စားနေတဲ့ Mickey Van de Ven လိုခန်းစမှုမျိုးကြတော့တမျိုးတွေ့ပါတယ်ခန်းစမှုတွေကိုဘောလုံးပြန်လဲရယူနိုင်စွာနဲ့ပေးပို့မှုတိကျမှုတွေအပေါ်မူတည်ပြီးအမှတ်ပေးတာဖြစ်ပါတယ်တန်းစင်းဆောင်ရုံးကန်နေရတဲ့အသင်းတွေကတော့တွက်ချက်ပုံတစ်မျိုးပါ Nottingham Forest ကအရက်ချုပ်ပဲခဏလက်မှရှိတဲ့ Lorenzo Luca ကိုပင်းမှတ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့လေဘော်ဘောရှင်လူနိုင်စွမ်းဟာတန်းမစင်းရည်အဆုံးဖြတ်ပေးနိုင်လို့ပါပဲ။အပလောင်းရွှေတွေဟာအင်္ဂလန်မှာတင်ရပ်မနေပါဘူး။ London တူရင်မီလန်စတဲ့မြို့ကြီးတွေကြားကဥရောပလွှာအပလောင်းရွှေလမ်းကြောင်းတွေကိုဒီမြေပုံမှာတွေ့နိုင်ပါတယ်။ဒါဟာနိုင်ငံတကာဈေးကွက်တစ်ခုလုံးချိတ်ဆက်လေပတ်နေပုံပါ။ခြုံကုန်ကြီးနဲ့ဆိုရင်2026ဇန်နဝါရီလရဲ့အတိကအပြောင်းရွှေ့3ခုကတော့မန်စီးတီးရောက်လာတဲ့ပေါင်60တက်သမား9တန်းတန်စီမီယိုပဲလစ်ကိုရောက်သွားတဲ့ပေါင်35တန်းတန်ဂျွန်ဆန်နဲ့စပါးကိုရောက်သွားတဲ့ဂါလဂါတို့ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အပြောင်းရွှေ့ဈေးကွက်ဟာဖေဖော်ဝါရီ2ရက်နေ့မှာပိတ်သိမ်းမှာတော့မယ်။ဆိုရိုးစကားတစ်ခုရှိပါတယ်။ကစားပွဲကိုကွင်းထဲမှာရှင်ပြိုင်တော့လေရာသီအဆုံးဖြတ်ကိုတော့ရုံးခန်းထဲမှာပြုလုပ်ကြသည်တဲ့။ကြည့်ရှုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်